ခင်ဘုံဟောင်းနဲ့ကွာရှင်ပြီး9နှစ်ကြာမှကျမတို့နှစ်ယောက်တကားတင်းထဲမှာပြန်အိပ်ဖြစ်ခဲ့ကြတယ်ကျမကကဒင်အလင်မှာစီးတစ်ကြောင်းတားပြီးကျမနောက်ကိုမလာဖို့သူ့ကိုတတိပေးခဲ့တယ်သူကကျမကိုကလီးဆန်တယ်လို့ထင်ပြီးမဲ့ကျမကိုမထိပါဘူးလို့ကတိပေးခဲ့ပါတယ်ဒါပေမဲ့ကျမအိပ်ပျော်သွားတဲ့အခါသူကအဲကွန်းအပူစင်ကိုတမင်ရှော့ချပစ်လိုက်တယ်ချမ်းလာတာကြောင့်ကျမဟာမသိစိတ်နဲ့သူ့နားကိုဒိုးကတ်သွားမိတယ်သူကချက်ချင်းပဲလက်လန်ပြီးကျမကိုဖက်လိုက်ပါတော့တယ်မင်းနိုးလာတဲ့အခါသူ့ကတိသူဖြတ်တယ်ဆိုပြီးကျမကချက်ချင်းဆွဆွဲတော့သူကစီးကိုလက်ညှိုးထိုးပြပြီးမင်းကအရင်ကြော်လာတာလေးလို့ပြောတယ်ကျမချက်ချင်းပဲရှက်ကူးရှက်ကန်းချက်သွားပြီးရေချိုးကန်တဲ့ကိုပြေးဝင်ခဲ့ရတယ်အဲ့ဒီအချိန်မှာကျမရဲ့ရင်ခုန်တန်တွေမြန်နေတာကိုသတိထားမိလိုက်တယ်ခင်ဘုံဟောင်းအပေါ်ခန်းစားချက်တွေရှိနေသေးလိမ့်မယ်လို့ကျမတခါမှမတွေးခဲ့ဘူးလွန်ခဲ့တဲ့9နှစ်ကကျမရဲ့မိသားစုစီးပွားရေးပြတ်သွားခဲ့တယ်အဲ့ဒီအချိန်မှာကျမခင်ဘုံကကိုပိုင်လုပ်ငန်းလေးစတင်နေချိန်မှာတို့အတွက်ဝန်ထုတ်ဝန်ပိုးမဖြစ်ချင်တာကြောင့်ကျမကပဲရဲရဲဆက်ဆက်လမ်းခွဲဖို့စကားဆခဲ့ပါတယ်သူကျမကိုလက်မလွတ်မှဆိုလို့ကျမကသူ့ကိုလူမွဲရှုံးနေသူလို့တမင်ခေါ်ခဲ့တယ်မင်္ဂလာလက်စွပ်ကိုတောင်လွန့်ပစ်ခဲ့ပါတယ်အိတ်ထဲမှာကြံတဲ့ငွေအနှဲငယ်ကိုလည်းသူ့စီလွန့်ပစ်လိုက်ပြီးကျမကိုနောက်ထပ်လာမရှာဖို့ပြောခဲ့တယ်ကျမဘလောက်အထိရက်ဆက်လဲဆိုတာမြင်သွားတဲ့အခါသူကတနေ့မင်းနောင်တရလိမ့်မယ်လို့ပြောပြီးထွက်သွားခဲ့တယ်သူထွက်သွားပြီးတာနဲ့ကျမဟာမိုးရေးလေးတွေကိုပြေးထွက်ပြီးကျမတို့ရဲ့မင်္ဂလာလက်စွပ်ကိုပြန်ကောက်ခဲ့ရပါတယ်9နှစ်အကြာမှာတော့သူဟာစီးပွားရေးမှာအောင်မြင်ပြီးနာမည်ကြီးတထေးကြီးတူဖြစ်လာခဲ့ပါတယ်တစ်ဖက်မှာတော့ကျမကကုမ္ပဏီကနေအလုပ်ထုတ်ခတ်လိုက်ရလို့အလုပ်တစ်ခုမှအင်တာဗျူးသွားဖြေခဲ့ရတယ်ဒါပေမဲ့အဲ့ဒီကုမ္ပဏီရဲ့ CEO ကကျမရဲ့ခင်မုံဟောင်းထွင်နေလိမ့်မယ်လို့အိမ်မတောင်မှမှတ်ခဲ့ပါဟုတ်ကျမအင်တာဗျူးကိုတမင်ဖက်စီပစ်ဖို့ဆုံးဖြတ်လိုက်တယ်ဘာမှမတတ်ဘူးလို့တမင်ပြောပြီးလာစာကိုတော့တစ်လ$9000တောင်းလိုက်ပါတယ်သူကျမကိုမောင်းထုတ်လိမ့်မယ်လို့ထင်နေတော့မှပဲသူကကျမတောင်းဆိုချက်တွေကိုသဘောတူလိုက်ပြီးသူ့ရဲ့အတွင်းရေးမှုအဖြစ်တောင်ခန့်အပ်ခဲ့ပါတယ်များပြားတဲ့လာစာကြောင့်ကျမလည်းအလုပ်ကိုလက်ခံလိုက်ပါတယ်အတွင်းရေးမှုတယောက်အနေနဲ့ကျမနေ့တိုင်းကြိုးကြိုးဆာဆာအလုပ်လုပ်ခဲ့တယ်သူကျမကိုတိတ်တဆိတ်စောင့်ကြည့်နေတာကိုကျမသတိမထားမိခဲ့ဘူးကျမနေ့လယ်စာကိုပေါင်မုံလုံးလေးတစ်လုံးပဲစားတာကိုမြင်တော့သူကဝန်ထမ်းအားလုံးအတွက်နေ့လယ်စာတွေအခမဲ့အစီအစဉ်ပေးဖို့သူ့ရဲ့လက်ထောက်ကိုခိုင်းလိုက်ပါတယ်ကျမအလက်ရုပ်တော့လက်ထောက်ကကျမအတွက်အထူးစီစဉ်ထားတဲ့အစားအသောက်ကိုကမ်းပေးပါတယ်ကျမရှက်သွားပြီးလုတ်ဖို့ကိုင်းဖတ်တွေအတင်းပြောမှဆိုတာကြောင့်အဲ့ဒီအစားအသောက်ကိုအမြန်ယူပြီးထွာလာခဲ့တယ်ကျမအစားအသောက်ကိုမင်းကြီးရဲ့ရေစားနေတော့တစုံတစ်ယောက်ကပခုံးကိုလာပုတ်ပါတယ်ကျမရဲ့သမီးလေးပါသူမကကျမအလုပ်လုပ်တဲ့ကုမ္ပဏီကိုလောက်လာတာပါဘာလို့ကြောင်းမသွားတာလဲလို့ကျမအမြန်မေးနေတော့မှပဲခင်မွန်းဟောင်းကကျမတို့စီကိုလမ်းလျှောက်လာပါတယ်ကျမသမီးလေးကိုကြောင်းနောက်မှအမြန်ဝတ်ထားလိုက်တယ်သူမရှိနေတာကိုသူ့ကိုမသိစေချင်ဘူးဒါပေမဲ့သမီးလေးကသူ့နဲ့အရန်တူနေတာကြောင့်သူ့မြင်သွားပါတယ်ကျမသူ့ကလေးကိုတိတ်တဆိတ်မွေးထားတာလားလို့သူကမေးပါတယ်သူ့ကလေးကိုလူယူတော့မှဆိုလို့ကျမချက်ချင်းညင်းဆိုလိုက်ပါတယ်ဒါပေမဲ့ကျမရဲ့သမီးလေးကသူ့ကိုဖေဖေလို့လန့်ခေါ်လိုက်လိမ့်မယ်လို့ကျမလုံးဝမမျှော်လင့်ထားခဲ့ပါဘူး